ကဘာပေါ်မှာနေမရှိရဲ့အရာကဘာကြီးရဲ့တနေ့တာဟာ24နာရီရှိရဲဆိုတာကျမတို့အားလုံးသိကြပါတယ်။ဒါပေမဲ့ကဘာနေရအချို့မှာတော့နေတာဟာတင်ချင်ထားတာထက်ပိုပြီးတိုးတောင်းနေတတ်တယ်လို့တခါတလေနေဆိုတာကိုတော့လုံးဝမမြင်ရတဲ့နေရက်တွေရှိနေတတ်ပါတယ်။ဒီနေ့မှာတော့ကဘာနေတာအတူဆုံးနေရာကိုခေါ်သွားခြင်းပါတယ်။နေတာအတူဆုံးလို့ပြောရင်ကျမတို့ဟာဝင်ရိုးစိုးဒေတာ Polar Regions တွေကိုအရင်ကြည့်ရပါမယ်။အထူးသဖြင့်ကမ္ဘာတောင်ဘက်စွန်းနဲ့မြောက်ဘက်စွန်းဒေတာတွေပေါ့။စားမတီရောက်ပြီဆိုရင်ဒီနေရာတွေမှာ Polar Night လို့ခေါ်တဲ့ဖြစ်စဉ်ဖြစ်ပွားပါတယ်။ဆိုလိုတာက24နာရီပတ်လုံးနေထွက်မလာပဲမှောင်နေတာပါ။လူနေထိုင်တဲ့မြို့တွေထဲမှာနေတာအတူဆုံးကတော့နော်ဝေးနိုင်ငံကစပါဘတ်ကျွန်းစုဒါမှမဟုတ်အလက်စကာကယူကီယာဘစ်မြို့တွေကိုပြရပါမယ်။ဒီမြို့တွေမှာစောင်းရသီးရဲ့အချို့ရက်တွေမှာနေတာဆိုတာမရှိပါဘူး။နေဟာမိုးကုတ်ဆဝိုင်းအထက်ကိုလုံးဝတက်မလာပဲရက်ပေါင်း60ကျော်အထိမှောင်နေတတ်ပါတယ်။ဒါဟာကဘာကြီးကနေကိုပတ်တဲ့အခါသူ့ရဲ့ဝင်ရိုးက23.5 ဒီဂရီစောင်းနေတာကြောင့်ဖြစ်ပါတယ်။စောင်းရသီးမှာကဘာဝင်ရိုးစိုးဟာနေနဲ့ဝေးရာကိုတိမ်ဆောင်းသွားတဲ့အတွက်နေရောင်ခြည်လုံးဝမရရှိတော့ပါဘူး။နေတာတုံလုံးလို့နေရောင်မမြင်ရတဲ့ဘဝဟာခက်ခဲနိုင်ပေမဲ့ဒီဒေသတွေမှာလှပတဲ့ဝင်ရိုးစိုးအလင်းတန်းတွေကိုမြင်တွေ့ရပြန်ပါတယ်။သင်ရောနေတာတူတူလေးနဲ့တနေ့လုံးမှောင်နေတဲ့နေရာမှာနေချင်ပါသလား? ကွန်မန့်မှာဖြေခဲ့ပေးပါဦးနော်။